မင်္ဂလာပါရှင်ဆရာမတော့အင်္ဂါဝိဇာနဲ့ဒိုက်တာဆင်ဆရာမထည့်ရည်အောင်ပဲဖြစ်ပါတယ်ဆရာမယခုဝေမျှပေးမယ့်ဗီဒီယိုဖိုင်လေးကတော့ဆရာမရဲ့မိတ်ဆွေပရိသတ်များအမေးများကြတယ်အပြောများကြတယ်ပေါ့နော်ဆရာမရေညကအိမ်မက်ဆိုးတွေမက်တာဘလို့အိမ်မက်ကြီးမှလည်းမသိဘူးအိမ်မက်မက်ပြီးကြတဲ့စိတ်တွေမကြည်တော့ဘူးစိတ်တွေလေးလံနေရထုံမိုင်းနေရပေါ့နော်ဒီလိုမျိုးအိမ်မက်ကြောင့်အိမ်မက်ရဲ့ဆိုးကျိုးလေးတွေဖြစ်မှာဆိုပြီးစိုးရင်တကြီးနဲ့လာမေးကြပါတယ်ဆရာမရဲ့လလန်းမီယာမိတ်ဆွေပရိသတ်များကိုလည်းဆရာမကအိမ်မက်ကလေးရဲ့ဆိုးကျိုးလေးတွေမခံရအောင်လို့ပြီးတော့ရမယ့်ရတဲ့ရာလေးကိုဝင်းမြပေးနေကြပါအဲ့တော့မတိသေးတဲ့သူတွေသိရှိနိုင်ရတဲ့ဒီဗီဒီယိုဖိုင်လေးနဲ့ဝင်းမြပေးလိုက်ပါတယ်နော်ဆမ်မတင်နေကြဗီဒီယိုဖိုင်လေးတွေကိုစင်စက်မပြည့်ကြည့်ရှုအားပေးနိုင်ရတဲ့ like and follow လေးလုပ်ရင်းနဲ့ကြည့်ရှုအားပေးသွားကြပါဦးရှင်အဲ့တော့ပြုလို့ရမယ့်ပုံစံလေးကမိမိတို့ရဲ့အိမ်မက်မက်ပီတာနဲ့အိမ်မက်ကိုသတိရလိုက်ပြီဆိုတာနဲ့နောက်မိနစ်မှာပြုလို့ရပါတယ်ပေါ့နော်ပြုလို့ရမယ့်ပုံစံလေးကကြတော့မိမိတို့ရဲ့နေနေတဲ့အိမ်ပတ်ဝန်းကျင်ရဲ့အိမ်မျက်နှာစာဘက်မှာပေါ့နော်တင်းငုတ်တို့လေးရှိတယ်ဆိုရင်ဒီရေတရားလေးကပြုလို့ရနေပါပြီအဲ့တော့မိမိတို့ရဲ့ပတ်ဝန်းကျင်ထဲမှာတင်းငုတ်တို့မရှိရင်တင်းငုတ်တို့ရှိတဲ့နေရာကိုသွားပြီးတော့ပြုလို့ရပါတယ်အဲ့တော့ရေတရားလေးပြုလို့ရမယ့်ပုံစံလေးကထမင်းတစ်စုပ်ရေတစ်ခွက်လိုပါတယ်အဲ့တော့ရေတစ်ခွက်နဲ့ထမင်းတစ်စုပ်နဲ့ကိုအဲ့ဒီတင်းငုတ်တို့ကိုသွားပြီးတော့တင်းငုတ်တို့ပေါ်မှာထမင်းတစ်စုပ်ရေလေးတစ်ခွက်ကိုတင်ပြီးတော့ဒီချိန်မှစပြီးကျွန်တော်မင်းညကဥပမာဘယ်နည်းညကမှတ်တော့အိမ်မက်ကိုထမင်းတစ်စုပ်ရေတစ်ခွက်နဲ့ပေါ့နော်ဒီချိန်မှစပြီးကျွန်တော်ရဲ့အိမ်မက်ကိုရောင်းမရစေဒီတင်းငုတ်တို့ကိုစောင့်ရှောက်နေတော့ပုံကိုမြည်သူသောပုံကိုမျိုးမစကျွန်တော်ရဲ့အိမ်မက်လေးကိုဝယ်ပေးပါကျွန်တော်ရဲ့အိမ်မက်ကလေးကိုဒီချိန်မှဆောက်ရဲကျွန်တော်တင်းကိုရောင်းမရစေလို့ပါဇက်ကလည်းပြောမယ်ပြောပြတာနဲ့အိမ်မက်အကြောင်းကလေးကိုတင်းငုတ်တို့လေးကိုကြည့်ပြီးတော့လူပြောတယ်လို့လေးပြောပြပါပေါ့နော်ဥပမာဘယ်လိုမျိုးမက်တာဘယ်ချိန်မှာဘယ်လိုမက်တာဘာတွေမက်တာအိမ်မက်ကလေးကိုလူပြောပြတယ်လို့လေးပြောပြပါတင်းငုတ်တို့လေးကိုကြည့်ပြီးပြောပြပါပြောပြပြီးပြီဆိုတာနဲ့ဒီထမင်းတစ်စုပ်ရေတစ်ခွက်ကိုဒီချိန်မှစပြီးကျွန်ုပ်ရဲ့အိမ်မက်ကိုရောင်းလိုက်ပြီးအတင်နဲ့ပဲဆိုင်တော့တယ်ကျွန်တော်လည်းမဆိုင်တော့ဘူးကျွန်ုပ်ဒီအိမ်မက်ရဲ့ဆိုးကျိုးကိုဘာတစ်ခုမှမလို့ချင်တော့ဘူးအဲ့တော့အတင်ပဲကျွန်ုပ်ရဲ့အိမ်မက်ရဲ့ဆိုးကျိုးဖြစ်ပါစေကောင်းကျိုးဖြစ်စေအတင်ပဲယူပေးပါလို့ပြောပြီးတာနဲ့မတက်ထက်ရမယ်ရပ်ပြီးတော့နဲ့ဒီတင်းငုတ်တို့ကိုလုံးဝလှည့်မကြည့်ပဲနဲ့မိမိအိမ်ကိုပြန်လာခဲ့လိုက်ပါနော်အဲ့လိုပြန်လာခဲ့ရင်းနဲ့ချိုသောမုံလေးအစားအစာလေးတစ်ခုကိုစားပြီးတော့ပြန်လာခဲ့ပါနော်အဲ့တော့ချိုသောမုံလေးကလည်းဆောင်းသွားပါတခါတည်းဆောင်းသွားပါနောက်ပြီးရင်တင်းငုတ်တို့ကိုအိမ်မက်ရောင်းပြီးတာနဲ့အဲ့တင်းငုတ်တို့ကိုကြောပေးပြီးတာနဲ့မိမိအိမ်ကိုပြန်တဲ့လမ်းမှာချိုသောအစားအစာတွေတခုကိုစားပြီးမှပြန်လာခဲ့လိုက်ပါဒီအိမ်မက်ကလေးကဆရာမရဲ့လက်လန်းမီယာမိတ်ဆွေပရိသတ်များကိုလည်းဝင်းမြပေးနေကြပါအဆင်ပြေတယ်လို့ကြားသိရလို့လည်းအင်မတန်ဝမ်းသာခဲ့ရပါတယ်အဲ့တော့ဆရာမဝင်းမြပေးတဲ့ဗီဒီယိုဖိုင်လေးကခုနှစ်သားသမီးအပေါင်းအားလုံးတွေအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေရှင်